သာသနာတော်နှစ်1549ကောဇာတက္ကရာ1369နေုံလပြည့်မဟာသမယသုတ်တော်နေ့ဖြစ်ပါတယ်21ရက်ဇွန်လ2005ခုနှစ်ဝယ်တရားလိုလားမြေကုံသားမြေကုံသမိတ်တို့အတွက်အဘိဓမ္မာတို့တွင်ခက်ခဲနေနေသောပဋ္ဌာန်းကျမ်းကြီးရဲ့ပဋ္ဌာန်းဒေသနာကိုနာကြားကြပါတယ်ဆိုလို့ပဋ္ဌာန်းတရားတော်ပစ္စယနေဒေသပစ္စယဒေသပစ္စယနေဒေသဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဤပဋ္ဌာန်းဒေသနာတော်ကြီးကိုယရဏဂရရွှေအိမ်မှာဆင်ញံတော်မူတဲ့အခါမှာခန္ဓာကိုယ်ကရောင်ကြီးတော်6သွယ်တွေဒီပြိုင်နည်းကွန်ပျူပြီးတော့အဘိဓမ္မာတရားဒေသနာတော်ကြီးဟာအဲ့လောက်ထိခက်ခဲနေနေပါတယ်အဲ့ဒီပဋ္ဌာန်းတရားတော်ကြီးဟာသာသနာကွယ်တဲ့အခါမှာအဲ့ဒီပဋ္ဌာန်းတရားကအစကွယ်ပါမယ်သာသနာကွယ်ပုံအစဉ်အဓိကမသာသနာတဏိပရိဝေရသာသနာပရိပတ်တိသာသနာပရိယတ္တိသာသနာလင်္ကသာသနာဓာတုသာသနာလို့သာသနာ5မျိုးရှိပါတယ်အဓိကမသာသနာတဏိပရိဝေရသာသနာဆိုတာအတိသာသနာပါသိဖို့ဆုံးမခဲ့တဲ့အရာရဖို့သိဖို့ဆုံးမခဲ့တဲ့အရာပါအဲ့ဒီအဓိကမသာသနာတဏိပရိဝေရသာသနာကွယ်ပြီးတဲ့အခါမှာပရိပတ်တိသာသနာလို့ခေါ်တဲ့အကျင့်တွေပဲရှိပါတော့မယ်မတရားဖို့တရားရတဲ့ခံစားရတဲ့ပုဂ္ဂိုလ်များမရှိတော့ပါဘူးပရိပတ်တိသာသနာကြီးကွယ်သွားပြီးတဲ့အခါမှာပရိယတ္တိသာသနာလို့ခေါ်တဲ့အသင်သာသနာအတိသာသနာအကျင့်သာသနာအသင်သာသနာလို့အဲ့ဒီထဲမှာသာသနာစတည်တဲ့နေရာမှာတော့ဘုန်းကြီးများဒကမာကြီးတော်ဝင်းတို့နဲ့ကြခဝိုင်းကျောင်းနဲ့ကြီးရောက်တဲ့အခါမှာပရိယတ္တိယေဝသာသနာမူလံလို့သာသနာတော်ရဲ့အရင်းအမြစ်ကပရိယတ္တိတရားမှန်ပါတယ်ငယ်စဉ်တုန်းကတရားဝဲတော်ဝဲမှာကြားခဲ့ဘူးတဲ့ကိုရင်လောက်ကပရိယတ္တိကံသင်ဉာဏ်ရင်ကြီးခိုင်းရေးကြီးဆန်လောင်းကျင်ကောင်းတာရှိမေဖို့ရာရေးပရိဝေကြတိရေကန်ကြီးရဲ့ကံသင်ကံပေါင်းကံသင်တွေနဲ့ပရိယတ္တိကတူတယ်အဲ့ဒီကံပေါင်းမရှိရင်ရေတွေထွက်သွားမယ်ရေကပရိပတ်တိနဲ့တူတယ်အဲ့ဒီရေထဲမှာပွင့်နဲ့ကြာပွင့်တွေကပရိဝေဒနဲ့တူတယ်လို့ဓမ္မဂရိကဆရာတော်တစ်ပါးကအဲ့လိုတရားဟောရင်းနဲ့သူစက်တဲ့ကြပြားလေးကိုဘုန်းကြီးတို့ကြားခဲ့ဘူးပါတယ်ပရိယတ္တိကံသင်ဉာဏ်ရင်ကြီးခိုင်းရေးကြီးဆန်လောင်းကျင်ကောင်းတာရှိမေဖို့ရာရေးပရိဝေကြတိမေဖို့ကပရိဝေရကြာအဲ့တော့ပရိဝေရသာသနာကပရိပတ်တိအကျင့်ပေါ်မှာတည်ပါတယ်အကျင့်ကအသင်ပေါ်မှာတည်ပါတယ်မှန်မှန်ကန်ကန်သင်ပြီးတော့မှမှန်မှန်ကန်ကန်ကျင့်ပြီးတော့မှမှန်မှန်ကန်ကန်သိပါမယ်ဒါကြောင့်လို့ဘုန်းကြီးများကဓမ္မစေတီဒေရဝါဒဒသနတံပရာလမ်းစဉ်ကသင်မှသိမှကျင့်မှရမှငြိမ်းချမ်းပြီလို့အရှင်လေးလုပ်ပါတယ်သင်မှသိဆိုတာပရိယတ္တိသာသနာသိမှကျင့်ဆိုတာပရိပတ်တိသာသနာကျင့်မှရဆိုတာပရိဝေဒသာသနာရမှငြိမ်းချမ်းမဲ့ဆိုတာနိဗ္ဗာန်လို့ဒီလိုအစဉ်လေးသွားပါတယ်ဒါကသာသနာတည်တဲ့အစဉ်ပါပရိယတ္တိဒီမှာပရိပတ်တိကောင်းမယ်ပရိယတ္တိတွေကောင်းဖို့လိုတယ်ဒါကြောင့်မလို့ကြခဝိုင်းတို့မစိုးရင်တတ်တို့အဲ့လိုမျိုးမန္တလေးရန်ကုန်ပဲခူးသာသနာကြီးတွေကြီးဝါတိုးတက်မှကောင်းပါတယ်အဲ့ဒီသာသနာကြီးတွေကြီးဝါတိုးတက်မှုပရိယတ္တိသာသနာတော်ကြီးမရှိဘဲနဲ့မဟုတ်ကသာသနာဖြတ်လန်းနည်းတွေချဲပေးတာတွေဓာတ်ပေးတာတွေဘေးရင်တွေမန္တရားတွေအဲ့ဒါတွေကသာသနာမှာရှေ့တန်းသိမ့်ရောက်နေခြင်းတည်းသာသနာအစဉ်နဲ့ကြည့်ရင်တော့သိမလျော်ဘူးလို့ပြောရပါလိမ့်မယ်ဒါကြောင့်မလို့သာသနာကွယ်ပြီဟိဆိုတဲ့အခါမှာတော့အဓိကမသာသနာပရိဝေရသာသနာအတိတရားတွေစကွယ်ပါမယ်အဲ့ဒီအယသာသနာအတိသာသနာကွယ်ပြီးတဲ့အခါမှာအကျင့်သာသနာပရိပတ်တိကွယ်ပါမယ်အကျင့်တွေမရှိတော့တဲ့အခါမှာသင်ယုံမဲ့သင်ရတော့မယ်ပရိယတ္တိသာသနာအသင်သာသနာပဲရှိပါတော့မယ်အဲ့လိုသင်ယူရနေပြီးတော့တပြေးပြေးနဲ့လူတွေကပြင်းလာတဲ့အခါမှာခက်ခဲနေနေတာတွေကိုမသိဉာဏ်တော့ဘူးဒါတော့ခက်ခဲဆုံးကဘာလဲဆိုတော့ပဋ္ဌာန်းကျမ်းပါပဋ္ဌာန်းကျမ်းကြီးစကွယ်ပါမယ်နောက်ဆုံးဝိနည်းတွေကွယ်မယ်အဲ့လိုပဋ္ဌာန်းကျမ်းကြီးစကွယ်မယ်နောက်ဆုံးတဖြည်းဖြည်းနဲ့အဘိဓမ္မာသာသနာတော်မှာခုနကပြောတဲ့အဓိကမသာသနာပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေရသာသနာဆိုတာကတော့ဒါကသာသနာရဲ့ပရိယပရိပတ်ပရိဝေဒဆိုတာကတော့သာသနာရဲ့အရှင်ပါတည်တဲ့အရှင်လို့ဆိုပါတယ်ဟုတ်ဘုန်းကြီးများပြောတာကသာသနာကွယ်တဲ့အရှင်ကိုပြောတာပါသာသနာကွယ်တဲ့အရှင်မှာတော့ပရိယတ္တိသာသနာကနောက်ဆုံးကွယ်ပါတယ်နော်ပရိယတ္တိသာသနာကနောက်ဆုံးကွယ်ပါတယ်
အဲ့လိုပရိယိသာသနာနောက်ဆုံးကွယ်တာဖြစ်ခြင်းကြောင့်အဲ့ဒီပရိယိသာသနာတော်ထဲမှာလေအခုပြောမယ်အခုရွတ်မယ်အခုဟောမယ်ပဋ္ဌာန်းကျမ်းကြီးကစပြီးတော့ကွယ်ပါတယ်အဲ့ဒါကွယ်ပြီးတော့မှအသင်သာသနာမရှိတော့ဘူးဆိုတဲ့အခါကျမှအသွင်သာသနာလို့ခေါ်တဲ့လိင်္ဂသာသနာတန်ဃာတော်ရှင်သူမြတ်တရဲ့ကရုံးရောင်လေးနဲ့သင်္ကန်းလေးရှိထားတယ်အဲ့ဒီအသွင်သာသနာကွဲပါတယ်အဲ့ဒီအသွင်သာသနာဘာကြောင့်ကွဲလဲဆိုတော့ဘုန်းကြီးတွေကမိန်းမလည်းရှိမယ်ခလေးလည်းရှိမယ်မိန်းမတွေကလေးတွေရှိပြီးတော့သင်္ကန်းလေးကိုလေပင်လောက်ပဲထားရင်ထားမယ်2ရွက်လောက်ထားရင်ထားမယ်လက်ကလေးလက်မောင်းလေးချီရင်ချီထားမယ်အဆောင်လေးလိုပေါ့အဲ့ဒါကိုပဲသူတို့တို့တွေသွားပင့်ပြီးတော့ဆောင်းကောင်းနေသူတို့ကိုလှူရတန်းရမယ်ကြားတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကအဲ့လိုလှုပ်ရတာကိုသူ့စိတ်ထဲမှာမကောင်းဘူးစိတ်ထဲမှာမကြည်ပြူတော့ဘူးဒါနဲ့အဲ့ဒီသင်္ကန်းစာလေးတော့လှုပ်လိုက်တယ်အဲ့ဒီနေ့မှအသွင်သာသနာကွယ်သွားပါတယ်ဓာတ်တော်မွေတော်ဓာတုတွေပဲကျမ်းပါမယ်ဓာတ်တုတွေဓာတ်တော်တွေအဲ့ဒီဓာတ်တော်တွေကလည်းသိမကြခင်မှာကိုးဝယ်သူပရိယတ်တိသင်ကြားမှုဆိုတဲ့ပရိယတ်တိမရှိတာဖြစ်ခြင်းကြောင့်ဒီဓာတ်တော်တွေကိုလည်းဘယ်သူမှမလေးမစားပဲနဲ့ထားလိုက်တဲ့အခါမှာဓာတ်တော်တွေကစွတ်ပေါင်းပြီးတော့ဘောဓိမန္တန်ကိုရောက်လာပြီးပြိဋိဘံဆန်တယ်အဲ့ဒါမြတ်စွာဘုရားသာသနာတော်ကြီးဂေါရမဘုရားရှင်သာသနာတော်ကြီးတကယ်ကွယ်တဲ့နေ့ပါပဲကိလေသာပြိဋိဘံကိုဘောဓိဘံနဲ့ရွှေပလင်အောက်မှာစမ်းပါတယ်ခန္ဓာပြိဋိဘံကိုကုသိနာယုံမှာစမ်းပါတယ်ဓာတုပြိဋိဘံကိုအဲ့ဒီဗုဒ္ဓဂယာမှာပြန်ပြီးတော့စမ်းပါလိမ့်မယ်အဲ့ဒီနေ့သာသနာကွယ်ပြီးအရိမတိယဘုရားပွင့်ဖို့အတွက်ကွယ်ရပါလိမ့်မယ်ဒါကြောင့်မလို့အတိသာသနာအကျင့်သာသနာအသင်သာသနာတို့သာသနာ3မျိုးတနည်းအားဖြင့်လိင်္ဂသာသနာဓာတုသာသနာတဲ့သာသနာ5မျိုးအဲ့ဒီသာသနာ5မျိုးထဲမှာပရိယတိသာသနာဆိုတဲ့အသင်သာသနာတွေကွယ်မဲ့ထဲမှာပဋ္ဌာန်းကျမ်းကခက်ခဲနေတယ်လို့သူ့ကိုသင်တဲ့လူတွေကျင့်တဲ့လူတွေနားတဲ့လူတွေမရှိတော့ဘူးမရှိတော့ရင်သူစကွယ်မဲ့ဒါကြောင့်လို့မကွယ်ရအောင်ဘုန်းကြီးများကတဏှာတစိတ်တေသအပြင်အထောက်ပံ့ပေးတဲ့အနေနဲ့ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ပါတော့မယ်အဲ့ဒီပဋ္ဌာန်းတရားတော်ကြီးကိုမရွတ်ဖတ်မပူဇော်မိကာရာလေးတစ်ပုဒ်နဲ့ဘုန်းကြီးတို့ချီးကျူးပါအောင်မယ်ပဋ္ဌာနံသမ္မသန္တသသန္တသဒေယရံတိယောရံတိယောအဝဟသန္တသန္နာဇလန္တိတာဝတေပဋ္ဌာနံသမ္မသန္တသသန္တသဒေယရံတိယောရံတိယောအဝဟသန္နာသန္နာဇလန္တိတာဝတေတာဝရေပျော်မွေ့ဆံခြင်းယရဏအိမ်ထက်လေးချိန်မြောက်တတ္တဟတရုံသုံးတော်မူစဉ်ကာလ၌တဏ္ဍတဘုရားရှင်ကိုရောမြတ်ကြီးဝါဘုရားရှင်ကိုရောမြတ်ကြီးသည်ပဋ္ဌာနံအနဘကံနေဆုံးပြင်းသည်ကျမ်းပဋ္ဌာနံအနဘကံနေဆုံးပြင်းသည်ကမ်းမမြင်ကျဲကျမ်းပင်လဲမှုနုနေသူညံမိသမျှဖြင့်ကျမ်းစီမရနိုင်လောက်ရအောင်ကမ္မိရယအထက်တံဣမာပဋ္ဌာန်းကျမ်းတော်ကြီးကိုသမ္မသန္တသာကမ္မိရခက်ခဲကိုညံဝစီရလက်ဆွဲဖြင့်ဖြည့်ခွဲဆုံးဖြတ်သုံးသဆင်ញံတော်မူစဉ်ဒေယရံတိယောကိုရောစိတ်ပိုင်းနေရတိုင်းမှာအန်လိုင်းလောက်စဝဲရောင်ကြီးတော်၆သွဲတို့သည်ရံတိယောကဘာတန်းစာတာယာနေလရှိသမျှအဖုံဖုံလင်းရောင်မျိုးစုံတို့ကိုအဝဟသနာပိုးရည်မြူဆုံးနေအောင်ဖုံတို့ပိုးဝကွဲ80ဘွဲဟုဝါပိုးရည်မြူဆုံးနေအောင်ဖုံတို့ပိုးဝကွဲ80ဘွဲဟုပြည့်ရပြုကြကုန်တဲ့ရောင်ဇလန္ဒီနဗန္တညာပြန်တကပင်သကဝနရံရှပြသံလျက်အမနံလူလွန်၍မြို့ကွန်စံပဲတော်မူကြပါပြီကုန်တည်းဟေတုပစ္စယောအာရမဏပစ္စယောအရိပရိပစ္စယောနန္ဒရပစ္စယောသမနန္ဒရပစ္စယောသာဇာတပစ္စယောအညမညာပစ္စယောနေတယပစ္စယောဥပနိတယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာသေဝနပစ္စယောကာမပစ္စယောဝိပါကပစ္စယောအာရပစ္စယောအိန္ဒရိယပစ္စယောဇာနာပစ္စယောမဂ္ဂပစ္စယောသမ္မယုဒ္ဓပစ္စယောဝိပယုဒ္ဓပစ္စယောအာတိပစ္စယောနတ္တိပစ္စယောဝိကရပစ္စယောအဝိကရပစ္စယောတိဟေတုပစ္စယောတိဟေတုသမ္ယုဒ္ဓကနံဓမ္မနံတံသမုဋ္ဌာနံသာရူပနံဟေတုပစ္စယေနပစ္စယောအာရမဏပစ္စယောတိရူပယရဏံသကုဝိညာဏဓာတုယတံသမ္ယုဒ္ဓကနံသာဓမ္မနံအာရမဏပစ္စယေနပစ္စယောသ
တတ္ထယရဏံသောတာဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောကာဏယရဏံကာဏဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောရတယရဏံဇိဝဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောဖုရဗာယရဏံကာယဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောရူပယရဏံတတ္ထယရဏံခန္ဓာယရဏံရတယရဏံဖုရဗာယရဏံမနောဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောသဗ္ဗေဓမ္မာမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောယံယံဓမ္မအာရပယေယေဓမ္မဥပ္ပဇန္တိစေတစေတသိကဓမ္မတေ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 ဓမ္မတေသံတေသံဓမ္မနံအာရမဏပစ္စေနပစ္စယောအရိပရိပစ္စယောတိသန္နာတိပရိသန္နာသမယုတကနံဓမ္မနံတံသမုဋ္ဌာနံနိသရူပနံအရိပရိပစ္စေနပစ္စယောဝရိယာဓိပတိဝရိယသမယုတကနံဓမ္မနံတံသမုဋ္ဌာနံနိသရူပနံအရိပရိပစ္စေနပစ္စယောစိတ်ဓာဓိပတိစိတ်ဓာသမယုတကနံဓမ္မနံတံသမုဋ္ဌာနံနိသရူပနံအရိပရိပစ္စေနပစ္စယောဝိမန္တာဓိပတိဝိမန္တသမယုတကနံဓမ္မနံတံသမုဋ္ဌာနံနိသရူပနံဓိပရိပစ္စေနပစ္စယောယံယံဓမ္မံကရုံကတဝယေယေဓမ္မဥပ္ပဇန္တိစိတ်ဓာစေတသိကဓမ္မတေတေဓမ္မတေသံတေသံဓမ္မနံအရိပရိပစ္စေနပစ္စယောအနန္တရပစ္စယောတိသကုဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောသောတာဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောကာဏဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောဇိဝဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောကာယဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမနံပိစိမနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမနံပိစိမနံအဗျာကတနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမနံပိစိမနံအကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပိစိမနံအဗျာကရဏံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာအဗျာကတဓမ္မပိစိမနံအဗျာကရဏံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပိစိမနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောပုရိမာအဗျာကတဓမ္မပိစိမနံအကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောယေတံဓမ္မနံအနန္တရာယေဓမ္မဥပ္ပဇန္တိစိတ္တဇရတိကဓမ္မတေသံဓမ္မနံအနန္တရာပစ္စေနပစ္စယောသမနန္တရာပစ္စယောတိသကုဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံသမနန္တရာပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံသ
သမဏန္တရပစ္စေနပစ္စယောသောတာဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောကာနဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောဇိဝဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောကာယဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမာနံကုသလနံဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမာနံအဗျာကရဏံဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပိစိမာနံအကုသလနံဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပိစိမာနံအဗျာကရဏံဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပိစိမာနံအဗျာကရဏံဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပိစိမာနံကုသလနံဓမ္မနံသမဏန္တရပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပိစိမာနံအကုသလနံဓမ္မနံသမဏန္တရပစ္စေနပစ္စယောယေတံဓမ္မနံသမဏန္တရယေဓမ္မဩပိသန္တိစိတ်တစေတသိကဓမ္မဒေဓမ္မဒေသံဓမ္မနံသမဏန္တရပစ္စေနပစ္စယောသာဇာတပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညံသဇာတပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညံသဇာတပစ္စေနပစ္စယောဩဃနေကနေနာမရူပံအညမညံသဇာတပစ္စေနပစ္စယောစေတစေတသိကဓမ္မစေတသမုဋ္ဌာနံရူပနံသဇာတပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဇာတပစ္စေနပစ္စယောရူပိနောဓမ္မအရူပိနံဓမ္မနံကိဉ္စိကာလေသဇာတပစ္စေနပစ္စယောကိဉ္စိကာလေနာသဇာတပစ္စေနပစ္စယောအညမညပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညပစ္စေနပစ္စယောဩဃနေကနေနာမရူပံအညမညပစ္စေနပစ္စယောနေတယပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညနေတယပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညနေတယပစ္စေနပစ္စယောဩဃနေကနေနာမရူပံအညမညနေတယပစ္စေနပစ္စယောစိတ်တစေတသိကဓမ္မစိတ်တသမုဋ္ဌာနံရူပနံနေတယပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံနေတယပစ္စေနပစ္စယောသက္ခာယရဏံသက္ကုဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောယံရူပနိသယမနောဓာတုသမနောဝိညာဏဓာတုဇဝတ္တန္တိတံရူပံမနောဓာတုယာစမနောဝိညာဏဓာတုယာစတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောဥပနိတယပစ္စယောတိပုရိမာကုသလဓမ္မပိစိမာနံကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမာနံအကုသလနံဓမ္မနံကေသင်္စီဥပနိတယပစ္စေနပစ္စယောပုရိမာကုသလဓမ္မပိစိမာနံအဗျာကတနံဓမ္မနံ
ဥပနိတယပစ္စေနပစ္စယောပုရိမာအာကုသလဓမ္မပစ္စည်းမနံပစ္စည်းမနံအာကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအာကုသလဓမ္မပစ္စည်းမနံပစ္စည်းမနံကုသလနံဓမ္မနံကေသင်္စေဥပနိတယပစ္စေနပစ္စယောပုရိမာအာကုသလဓမ္မပစ္စည်းမနံပစ္စည်းမနံအဗျာကရဏံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအဗျာကတာဓမ္မပစ္စည်းမနံအဗျာကရဏံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအဗျာကတာဓမ္မပစ္စည်းမနံကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအဗျာကတာဓမ္မပစ္စည်းမနံအာကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောဥရုဘောဇနံပိဥပနိတယပစ္စေနပစ္စယောပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယောသေနသနံပိဥပနိတယပစ္စေနပစ္စယောပုရိဇာတပစ္စယောတိသက္ကာယရဏံသကုဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောဇိဝါယရဏံဇိဝဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောရူပယရဏံသကုဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောသတ္တယရဏံသောတာဝိညာဏဓာတုယတံတံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံတံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောရတ္တယရဏံဇိဝဝိညာဏဓာတုယတံတံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောဘုရဗာယရဏံကာယဝိညာဏဓာတုယတံတံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောရူပယရဏံသတ္တယရဏံခန္ဓာယရဏံရတ္တယရဏံဘုရဗာယရဏံမနောဓာတုယတံတံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောယံရူပနိဒယမနောဓာတုသမနောဝိညာဏဓာတုဝတ္တန္တိတံရူပမနောဓာတုယတံတံမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောမနောဝိညာဏဓာတုယတံတံမြုတ်တကနိသဓမ္မနံကိဉ္စိကာလေပုရိဇာတပစ္စေနပစ္စယောကိဉ္စိကာလေနာပုရိဇာတပစ္စေနပစ္စယောပစ္ဆဇာတပစ္စယောတိပစ္ဆဇာတစိတ်တစေတသိကဓမ္မပုရိဇာတသဣမတကာယတပစ္ဆဇာတပစ္စေနပစ္စယောအာဒေဝနပစ္စယောတိပုရိမာကုသလဓမ္မပစ္စည်းမနံကုသလနံဓမ္မနံအာဒေဝနပစ္စေနပစ္စယောပုရိမာအာကုသလဓမ္မပစ္စည်းမနံအာကုသလနံဓမ္မနံအာဒေဝနပစ္စေနပစ္စယောပုရိမာကရိယာဗျာကတာဓမ္မပစ္စည်းမနံကရိယာဗျာကတာနံဓမ္မနံအာဒေဝနပစ္စေနပစ္စယောကာမပစ္စယောတိကုသလကာမံဝိပါကနံခန္ဓာနံကရတ္တသရူပနံကာမပစ္စေနပစ္စယောစေရနာသံမြုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံသရူပနံကာမပစ္စေနပစ္စယောဝိပါကပစ္စယောတိဝိပါကသတ္တရောခန္ဓာအရူပိနောအညမညံဝိပါကပစ္စေနပစ္စယောအာရပစ္စယောတိကပလီကာရောအာဟာရောဣမတကာယတအာရပစ္စေနပစ္စယောအရူပိနောအာဟာရသံမြုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံသရူပနံအာရပစ္စေနပစ္စယောဣန္ဒရိယပစ္စယောတိသက္ကုဏရိယံသက္ကုဝိညာဏဓာတုယတံသမုဒ္ဒကနံသရူပနံဣန္ဒရိယပစ္စေနပစ္စယောသောတိန္ဒရိယံသောတဝိညာဏဓာတုယတံသမုဒ္ဒကနံသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောကာနိန္ဒရိယံခန္ဓာဝိညာဏဓာတုယတံသမုဒ္ဒကနံသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောဇိဝိန္ဒရိယံဇိဝဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောကာယိန္ဒရိယံကာယဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောရူပဇေဝိဒိန္ဒရိယံကရတ္တရူပနံဣန္ဒရိယပစ္စေနပစ္စယော
အာရူပိနောဣန္ဒရိယသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံဇာရူပနံဣန္ဒရိယပစ္စေနပစ္စယောဇာနပစ္စယောတိဇာနင်္ဂာနိဇာနသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံဇာရူပနံဇာနပစ္စေနပစ္စယောမေဃပစ္စယောတိမေခင်္ဂာနိမေဃသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံဇာရူပနံမေဃပစ္စေနပစ္စယောတံပယုတ်တပစ္စယောတိသတ္တရောခန္ဓာအာရူပိနောအညမညံသံပယုတ်တပစ္စေနပစ္စယောဝိပယုတ်တပစ္စယောတိရူပိနောဓမ္မာအာရူပိနံဓမ္မနံဝိပယုတ်တပစ္စေနပစ္စယောအာရူပိနောဓမ္မာရူပိနံဓမ္မနံဝိပယုတ်တပစ္စေနပစ္စယောအဋ္ဌိပစ္စယောတိသတ္တရောခန္ဓာအာရူပိနောအညမညံအဋ္ဌိပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညံအဋ္ဌိပစ္စေနပစ္စယောဩဃနိကနိနာမရူပံအညမညံအဋ္ဌိပစ္စေနပစ္စယောစိတ်တစေတသိကဓမ္မစိတ်တသမုဋ္ဌာနနံရူပနံအဋ္ဌိပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံအဋ္ဌိပစ္စေနပစ္စယောသက္ခာယရဏံသက္ကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောဇိဝါယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောရူပယရဏံသက္ကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောတတ္တယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောရတ္တယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောဘုဒ္ဓဘာယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောရူပယရဏံတတ္တယရဏံခန္ဓာယရဏံယတ္တယရဏံဘုဒ္ဓဘာယရဏံမနောဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောယံရူပနိသာယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပမနောဓာတုယသမနောဝိညာဏဓာတုယသတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောနတ္တိပစ္စယောတိသမနန္တရနိရောဓစိတ်တစရတိကဓမ္မာပတုပ္ပန္နနံစိတ်တစရတိကနံဓမ္မနံနတ္ထိပစ္စေနပစ္စယောဝိကရပစ္စယောတိသမနန္တရဝိကတစိတ်တစရတိကဓမ္မာပတုပ္ပန္နနံစိတ်တစရတိကနံဓမ္မနံဝိကရပစ္စေနပစ္စယောအဝိကရပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညံအဝိကရပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညံအဝိကရပစ္စေနပစ္စယောဩဃနေကနိနာမရူပံအညမညံအဝိကရပစ္စေနပစ္စယောစိတ်တစရတိကဓမ္မစိတ်တသမုဋ္ဌာနနရူပနံအဝိကရပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံအဝိကရပစ္စေနပစ္စယောသက္ခာယရဏံသက္ကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောရူပယရဏံသက္ကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောတတ္တယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောရတ္တယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောဘုဒ္ဓဘာယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယော
Rupa Yaranam Tata Yaranam Kana Yaranam Rata Yaranam Purava Yaranam Mano Datuya Dantamutaganin Sadamanam Avigra Pisina Pisayo Yaruba Nithaya Mano Datu Samano Vinyana Datu Savodandi Daruba Mano Datu Yasa Mano Vinyana Datu Yasa Dantamutaganin Sadamanam Avigra Pisina Pisayo Pisaya Nitido Nitito Patana Arojadaya Vorakadu Patana Mangalataya Vorakadu Patana Ipisianita Patan Ditanarom Yadi Otomagam Patandayago Lula Komen Sekon Shivi Nayumata Jagono Dandiana Beta Monturagondo Awaturagondo E Arojadaya Bian Gongin Jama Chandajan Ajunga Laga Mangalataya Logi Mangala Lagodara Mangala Amumio Puado Zin Junga Laga Rakadu Kongzwa Madui Songshao Bazi the D. The Batanyo Denayama Quago Ludamia G. Pai Yodekama, Pisi, Pisio Panye, Pisia Tadia, Tomu Shibari, Araliguro, 3 Tabo Lubari, Ruba Yaranam, Arab Pisiba, Sagu Winyana, Dadu Yatan Tamu Daganesa Damana, Erima Piabam. Avigara Pisina Pisio, Araga Pisia Tati. Yuba Yaranas with a Yuba on the Saku Winny are Avigara Pisia Tati, Jesu Pure, Sura Pichina. Elido. Mahabuda Ara Kataba, Pisiba, Ubara Rubana, Ara Pisioba, Awigra Pisina Pisio, Pisia Tati, Mahabuda Mabu Libarodi, Ubara Rubana, Ubara Yodua, Awigra Pisaya Tati, Jesu Pure, Purima Purima Kudala, Dama, Arakata, Pisi, Pisiman, Kudala Nandamano, Araga Pisioba, Alu Piari, Adi Wana Pisina, Pisio, Adi Wanaga Tati. Pisi, Pisupanye, Pisia Tati, Quepias or Potential Avare. Secondariga, Saku Winyana, Datuya Dandamudaganesa Damano, Araga, Pisupa. In a dia, Pisina, Pisio, Ara Pisia Tati. Pisi, Pisupanye, Pisia Tati, Titu, Koyon Juabai. Saka Yaranam, Pisi. Saku Winyana, Datuya Dandamudaganesa Damana, Erijama Sawari. Awigra Pisina, Pisio, Edilu Tuavare. Toda Yaranam, ya. Toda Winyana Dadu Yatan Tamudaganesa Damana, Awigra Pisina, Pisio, Pisi, Pisioba, Pisia Tati, Quepiazwa, Siagon Tamagoshima, Tin Yui, Na Yumata, Shupa Puare Kama, Elu Jujizu Shia, Shujaba, Lupioyane, Batantea, Nigo, Choabadi. Kudala de, Perisa Wara, Pisia Nuloma Batan, Ubenga Wara Pipare. Kudalan Daman Badisa Kudala Dama Obesadi Hidu Besaya Kudalan Egan Kanam Brisa Tayokana Tayokani Brisa Ego Kando Twikani Brisa Twikanda Kudalan Daman Badisa Biagato Damo Obesadi Hidu Besaya Kudalekani Badisa Seda the Mutana Ruba Kudalan Daman Badisa Kudalosa Biagatosa Dama Obesandi Hidu Besaya Kudalan Egan Kanam Badisa Tayokana Seda the Mudanin Sarubam Deokani Parisa Ego Kando Seda the Mutana Seda the Mutanin Sarubam Twigani Parisa Twigana Seda the Mutanin Sarubam Agudalandaman Parisa Agudalo Damo Obesadi Hidu Bisaya Agudalan Egan Kanam Parisa Deokanda Deokani Parisa Ego Kando Twigani Parisa Twigana Agudalan Daman Parisa, Abiagato Damo Obesati to Pisaya. Agudale Kani Parisa, Seda the Motana Ruba. Agudalan Daman Parisa, Agudalosa, Abiagatosa, Dama Obesandi to Pisaya. Agudalan Egan Kanam Parisa, Deokana. Seda the Motanin Saruban. Deokani Parisa Ego Kando. Seda the Motanin Saruban. Twigani Parisa, Twikana. Seda the Motanin Saruban. Abiagatan Damabarisa, Biagato, Damo Besadi, to Besaya. We baga Biagatan Kriya, Biagatan, Egan Kanam, Badisa, Deokana. Seda the Mutanin Sarubam. Deokani Badisa, Ego Kano, Seda the Mutanin Sarubam. Twikani Badisa, Twikana, Seda the Mutanin Sarubam. Paritani Gani, we baga Biagatan, Egan Kanam, Badisa. Tayokana Grada Saruban Tayokani Brisa Ego Kando
ကရတ္တသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာကရတ္တသရူပံခန္ဒီပရိစ္ဆာဝတ္ထုဝတ္ထုံပရိစ္ဆာခန္ဓာဧကံမဟာဗုဒ္ဓံပရိစ္ဆာတယောမဟာဗုဒ္ဓတယောမဟာဗုဒ္ဓိပရိစ္ဆာဧကံမဟာဗုဒ္ဓံဒွေမဟာဗုဒ္ဓိပရိစ္ဆာဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓိပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကရတ္တရူပံဥပါဒရူပံကုသလင်္စာဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယကုသလေခန္ဒီသမ္မာဗုဒ္ဓေသပဋိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာကုသလင်္စာအဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအာကုသလေခန္ဒီသမ္မာဗုဒ္ဓေသပဋိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာရမဏပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိအာရမဏပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာအာကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိအာရမဏပစ္စယအာကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာအဗျာကတံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိအာရမဏပစ္စယဝိပါကဗျာကတံဝိပါကဗျာကတံကရိယာဗျာကတံခေကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာပရိသန္ဓေခဏိဝိပါကဗျာကတံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာဝတ္ထုံပရိစ္ဆာခန္ဓာအဓိပတိပစ္စယောအဓိပတိပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိအဓိပတိပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာကုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိအဓိပတိပစ္စယကုသလေခန္ဒီပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကုသလံဓမ္မပရိစ္ဆာကုသလောဇာဗျာကတောဇဓမ္မဥပ္ပဇ္ဇတိအဓိပတိပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံအာကုသလံဓမ္မပရိစ္ဆာအာကုသလောဓမ္မောဥပ္ပဇ္ဇတိဓိပတိပစ္စယအာကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာအာကုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဓိပတိပစ္စယအာကုသလေခန္ဒီပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာကုသလံဓမ္မပရိစ္ဆာအာကုသလောဇဗျာကတောဇဓမ္မဥပ္ပဇ္ဇတိဓိပတိပစ္စယအာကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံအဗျာကတံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိအဓိပတိပစ္စယဝိပါကဗျာကတံကရိယာဗျာကတံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံဧကံမဟာဗုဒ္ဓံပရိစ္ဆာတယောမဟာဗုဒ္ဓတယောမဟာဗုဒ္ဓိပရိစ္ဆာဧကံမဟာဗုဒ္ဓံဒွေမဟာဗုဒ္ဓိပရိစ္ဆာဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓိပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံဥပါဒရူပံကုသလင်္စာအဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိအဓိပတိပစ္စယကုသလေခန္ဒီသမ္မာဗုဒ္ဓိသပဋိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာကုသလင်္စာအဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိအဓိပတိပစ္စယအာကုသလေခန္ဒီမဟာဗုဒ္ဓိသပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံသဇာတပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိသဇာတပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာကုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိသဇာတပစ္စယကုသလေခန္ဒီပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကုသလံဓမ္မပရိစ္ဆာကုသလောဇာအဗျာကတောဇဓမ္မဥပ္ပဇ္ဇတိသဇာတပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံသဇာတပစ္စည်းအညမညပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိအညမညပစ္စယ
ကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဓာပရိစ္ဆာဧကောခန္ဓာဒွေခန္ဓာပရိစ္ဆာဒွေခန္ဓာနေတယပစ္စေကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောပစ္စတိနေတယပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာဥပနိတယကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောပစ္စတိဥပနိတယပစ္စယပုရိဇာတပစ္စေကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောပစ္စတိပုရိဇာတပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဓာပရိစ္ဆာဧကောခန္ဓာဒွေခန္ဓာပရိစ္ဆာဒွေခန္ဓာဝတ္ထုံပုရိဇာတပစ္စယအာသေဝနပစ္စယောကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောပစ္စတိအာသေဝနပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဓာပရိစ္ဆာဧကောခန္ဓာဒွေခန္ဓာပရိစ္ဆာဒွေခန္ဓာကာမပစ္စယောကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောပစ္စတိကာမပစ္စယဝိပါကပစ္စယောအဗျာကတဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပစ္စတိဝိပါကပစ္စယဝိပါကဗျာကတံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဓာပရိစ္ဆာဧကောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဓာပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံပရိသန္ဓေကနေဝိပါကဗျာကတံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာကရတ္တသရူပံတယောခန္ဓာပရိစ္ဆာဧကောခန္ဓာကရတ္တသရူပံဒွေခန္ဓာပရိစ္ဆာဒွေခန္ဓာကရတ္တသရူပံခန္ဓာပရိစ္ဆာဝတ္ထုဝတ္ထုံပရိစ္ဆာခန္ဓာဧကမဟာဗုဒ္ဓံပရိစ္ဆာတယောမဟာဗုဒ္ဓတယောမဟာဗုဒ္ဓပရိစ္ဆာဧကမဟာဗုဒ္ဓံဒွေမဟာဗုဒ္ဓပရိစ္ဆာဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကရတ္တရူပံဥပါဒရူပံအာဟာရပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိအာဟာရပစ္စယအိန္ဒိယပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိအိန္ဒိယပစ္စယကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိဇာနာပစ္စယကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိသံယုဒ္ဓပစ္စယကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိဝိပုဒ္ဓပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဓာပရိစ္ဆာဧကောခန္ဓာဒွေခန္ဓာပရိစ္ဆာဒွေခန္ဓာဝတ္ထုံဝိပယုဒ္ဓပစ္စယအဋ္ဌိပစ္စည်းနတ္တိပစ္စည်းတူပါပြီအဝိကရပစ္စည်းတူပါပြီပစ္စယနုလောမသင်္ချာဝါဒဆိုပါတယ်ဟေတုယနဝအာရမဏိတိနိအရိပရိယနဝအနန္တရေတိနိသမန္တရေတိနိသာဇာတိနဝအညမညိတိနိနေတယေနဝဥပနေတယေတိနိပုရိဇာတိတိနိအာသေဝနေတိနိကံမေနဝဝိပါကိဧကံအာဟာရေနဝဣန္ဒရိယေနဝဇာနေနဝမေခေနဝသံယုတ်တေတိနိဝိပယုတ်တေနဝအဋ္ဌိယနဝနတ္ထိယတိနိဝိဂရေတိနိအဝိဂရေနဝဟေတုပစ္စယအာရမဏေတိနိဓိပရိယနဝဝိဘင်္ဂဝါဒဖြစ်ပါတယ်နထိုးတဲ့ပဋ္ဌာန်း24ကျမ်းထဲမှာဒါနခုနတုန်းကဟေတုပစ္စယောလို့ဆိုတာအခုနဟေတုလို့ဒီလိုလာပါလိမ့်မယ်အဲ့ဒါကိုခုနတုန်းကပစ္စည်းအနုလုံလို့ဆိုပါတယ်အခုကပစ္စနေလို့ဆိုပါတယ်ပဋ္ဌာန်း24ကျမ်းဆိုတာအဲ့ဒါပါပဲပစ္စည်းရဲ့အနုလုံရဲ့ပစ္စယအနုလောမလည်းပစ္စနိယအနုလောမရဲ့ပစ္စနိယပစ္စည်းပစ္စနိစသည်အပြင်ပဋ္ဌာန်း24ကျမ်းကိုတချို့အခုချိန်ဒီဟေတုပစ္စယောအာရမဏပစ္စယောအဲ့ဒီ24ပစ္စည်းကိုပဋ္ဌာန်း24ကျမ်းလို့ထင်တယ်မဟုတ်ပါဘူးပဋ္ဌာန်းကခုဘုန်းကြီးတို့ဆိုတာကတိကပဋ္ဌာန်းပါတိကပဋ္ဌာန်းဆိုတာကုသိုလ်တရားရဲ့အကုသိုလ်တရားရဲ့အဗျာကရတရားရဲ့လို့အဘိဓမ္မာတရားထဲမှာပရမတ္ထတရားကို3ပုံလုပ်ပြီးကုသိုလ်တစ်ပုံအကုသိုလ်တစ်ပုံအဗျာကရတစ်ပုံဆိုပြီးတော့အဲ့လို3ပုံဟောတဲ့ပဋ္ဌာန်းကိုတိကပဋ္ဌာန်းလို့ဆိုပါတယ်အာသောတရားထိုက်တဲ့တရားတစ်ခုအာသောတရားမဟုတ်တာတစ်ခု2ပုံပြုတ်ပြီးဟောတာကိုဒုက္ခပဋ္ဌာန်းလို့ခေါ်ပါတယ်အဲ့ဒီတိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းကိုတည်ထား၍တိကနဲ့ဒုက္ခပြန်တွဲပါတယ်ဒုက္ခနဲ့တိကတွဲတယ်၄ခုဖြစ်သွားတယ်တိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းတိကဒုက္ခပဋ္ဌာန်းဒုက္ခတိကပဋ္ဌာန်း၄ခုတိကအချင်းတွဲတယ်တိကပဋ္ဌာန်းဒုက္ခအချင်းတွဲတယ်ဒုက္ခပဋ္ဌာန်းဆိုပြီးတော့ပဋ္ဌာန်း6မျိုးဖြစ်သွားပါတယ်တိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းတိကဒုက္ခပဋ္ဌာန်းဒုက္ခတိကပဋ္ဌာန်းတိကဒုက္ခ3ပုံပြုတယ်2ပုံပြုတယ်နောက်ပြီးတော့မှ3 2 3 2ဆိုပြီးတော့ရှဲသမားတွေဆိုလို့ရှိရင်တော့ကဏ္ဍနှလုံးရရင်6ခွက်ရတာပေါ့ဗျာဒါပါပဲအမှန်တည်းတော့3နဲ့2နဲ့ဆိုလို့ရှိရင်3 2 2 3 3 3 2ဆိုပြီးတော့6ခွက်ထွက်တာပေါ့အဲ့ဒါပဋ္ဌာန်း6မျိုးပါပဲအဲ့ဒီပဋ္ဌာန်း6မျိုးမှာပစ္စည်းပစ္စနိအနုလုံဆိုပြီးတော့4မျိုးနဲ့ဟောတာဖြစ်ခြင်းကြောင့်24ကျမ်း6လေး24ဖြစ်ပါတယ်24ပစ္စည်းကိုပဋ္ဌာန်း24ကျမ်းလို့ခေါ်တာမဟုတ်ပါဘူးအခုနားထောင်ကြည့်ပါခုနတုန်းကကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယလို့အခုကြတော့အာကုသလံဓမ္မပရိစ္ဆာအာကုသလောဓမ္မောဥပ္ပဇ္ဇတိနဟေတုပစ္စယနလေးပါလိုက်ဝိဇိကိဇာသဂရေဩဒ္ဒဇာသဂရေခန္ဒီပရိစ္ဆာ
ဝိဇိကိဇာတာကတောဩဒ္ဒဇာတာကတောမောဟောအဗျာကရဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိနာဟိတုပစ္စယနာလေးပါလာတယ်ကုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဥပ္ပဇ္ဇတိနာအာရမဏပစ္စယနာအဓိပတိပစ္စယလို့စသည်အပြင်နာလေးနဲ့သွားပါတယ်ကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဥပ္ပဇ္ဇတိနာအဓိပတိပစ္စယလို့အဲ့ဒီလိုနာလေးနဲ့သွားလိုက်တာကိုအနုလုံဆိုဓမ္မနာမပါပါဘူးဒါကကန့်ကွက်တဲ့ခုနတုန်းကကုသိုလ်တရားကိုအကြောင်းပြုပြီးကုသိုလ်တရားဖြစ်လာတာဟေတုတတ္တိကြောင့်အခုကုသိုလ်တရားအကုသိုလ်တရားအဲ့ဒီအကုသိုလ်တရားကနာဟေတုကြောင့်ဟေတုပစ္စည်းမဟုတ်တာကြောင့်ဖြစ်တယ်လို့ဒီလိုသွားပါတယ်အဲ့ဒါကိုဟေတုယနာအာရမဏပစ္စယဟေတုယပင်စာခုနတော့အာရမဏပစ္စယဟေတုယလို့ဒီလိုသွားရကနေဟေတုပစ္စည်းနာဟေတုပစ္စည်းအာရမဏပစ္စည်းနာအာရမဏပစ္စည်းလို့အဲ့လိုလေးသွားပါတယ်အခုတခါအဲ့လိုသွားရကနေပြီးတော့နောက်တစ်မျိုးသွားပါတယ်အဲ့ဒါကတော့ပစ္စယနှုလောမပါကုသလံဓမ္မံသဇာတောကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယကုသလံဧကံခန္ဓာသဇာတောတယောခန္ဓာတယောခန္ဓေသဇာတောဧကောခန္ဓာဒွေခန္ဓေသဇာတဒွေခန္ဓာသူကပစ္စည်းကိုပဲအနုလောမလုပ်ပါတယ်အာကုသလံဓမ္မံသဇာတောအာကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယအဗျာကတံဓမ္မံသာဇာတောအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယလို့ပစ္စည်းကိုအနုလုံရှင်းမှထားလိုက်ပါတယ်ကုသလင်္စာအဗျာကတင်္စာဓမ္မံသာဇာတောအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအလွန်စိတ်ဝင်စားစရာကောင်းတဲ့အရာပါပစ္စည်းပစ္စနိပစ္စယနုလောမပစ္စနိလာပါပြီပစ္စယပစ္စနိယနုလောမအဲ့လိုပဋ္ဌာန်းကသွားပါတယ်ဟေတုပစ္စယနာအာရမဏိပင်စဟေတုပစ္စည်းကိုတီးလိုက်ပြီးတော့ဟေတုပစ္စည်းမှာအာရမဏပစ္စည်းမဖြစ်တာဘယ်လောက်ရှိတယ်၅ပစ္စည်းရှိတယ်အဲ့ဒါမျိုးတွေနာအဓိပတိယနဝနာဟေတုပစ္စယအာရမဏိဒွေဒါကြတော့မူလတည်တဲ့အရာကိုနာလေးထားပါတယ်အလွန်ခက်ပါတယ်နော်ဒါတော်တော်ခက်ပါတယ်ဓမ္မစရိယစာကြတန်းတွေမှာသိတဲ့အလုပ်ပါအခုနားထောင်ကြည့်ပါဟေတုပစ္စယနာအာရမဏိပင်စဟေတုပစ္စယနာအဓိပတိယနဝဟေတုပစ္စည်းကိုတဲလိုက်ပြီးတော့အာရမဏမှာနာလေးထွက်ပါတယ်နောက်တစ်ခုကပစ္စယပစ္စနိယနှုလုံးမှာကြတော့နာဟေတုပစ္စယအာရမဏေတွေဟောနာဟေတုခုနကတော့ဟေတုမှာနာအာရမဏအခုနာဟေတုမှာအာရမဏနာလေးကိုနော့လေးကိုရှေ့နောက်ပြောင်းထိုင်လိုက်တယ်အဲ့လိုပြောင်းထိုင်လိုက်တာပါဟေတုပစ္စည်းမှာအာရမဏမဟုတ်တာငါဟေတုမဟုတ်တာမှာအာရမဏကဒွေခုနကတော့ဟေတုပစ္စယနာအာရမဏေပင်စအခုနာဟေတုပစ္စယအာရမဏိဒွေလို့အဲ့ဒါလို့ပဋ္ဌာန်းရဲ့24ကျမ်းကိုလူတော်တော်များများသဘောမပေါက်ကြပါဘူးအဲ့လိုသဘောမပေါက်ကြတာဖြစ်ခြင်းကြောင့်ပဋ္ဌာန်း24ကျမ်းရှိပါတယ်နိဗ္ဗာန်ဆိုတဲ့သူတို့တွေစကားပြောတဲ့အခါမှာပဋ္ဌာန်း24ကျမ်းဆိုတာကျွန်တော်တို့ဟေတုပစ္စည်းရတစ်ကျမ်းပါခမရအာရမဏပစ္စည်းရတစ်ကျမ်းပါခမရအစသည်အပြင်အဲ့လိုကျွန်တော်တို့ဟေတုကနေပြီးတော့ကျွန်တော်တို့အာဝိကရတွေရည်လို့ရှိရင်ခမရ24ကျမ်းရှိပါတယ်24မျိုးလို့မဟုတ်ပါဘူးအခုဝိပင်္ဂဝါဒဟေတုပစ္စည်းကုသလံဓမ္မံပစ္စယကုသလောဓမ္မောဘေဩပစ္စတိဟေတုပစ္စယခုနကတော့ပဋိစ္စလို့ဆိုပါတယ်ဘုန်းကြီးတို့ပဋိစ္စဝါဒပါအခုပစ္စယဝါဒပါအဲ့တော့ဝါဒကြီးတွေရှိပါတယ်ပဋိစ္စဝါဒပစ္စယဝါဒသံယုတ်တဝါဒသံတထဝါဒပညာဝါဒလို့အဲ့လိုဝါဒတွေထဲမှာအခုသာဇာတဝါဒပစ္စယဝါဒပထမဦးဆုံးကကုသလံဓမ္မံပဋိစ္စကုသလောဓမ္မောဥပ္ပစ္စတိဟေတုပစ္စယအခုပစ္စယဝါဒဖြစ်သွားပါပြီကုသလံဓမ္မံပစ္စယကုသလောဓမ္မောဥပ္ပစ္စတိဟေတုပစ္စယအာကုသလံဓမ္မံပစ္စယအာကုသလောဓမ္မောဥပ္ပစ္စတိဟေတုပစ္စယခုနကတော့အာကုသလံဓမ္မံပဋိစ္စဆိုတဲ့နေရာလေးမှာပစ္စယလို့ပြောင်းသွားတယ်အဗျာကတံဓမ္မံပစ္စယအဗျာကတောဓမ္မောဥပ္ပစ္စတိဟေတုပစ္စယဒါပစ္စယဝါဒဖြစ်သွားပါပြီအဲ့တော့ပစ္စယပဋိစ္စဝါဒပြီးတော့ပစ္စယဝါဒကုသလံဓမ္မံပစ္စယကုသလောဓမ္မောဥပ္ပစ္စတိအိန္ဒိယပစ္စယအာတညာတတ္တနံဧကံမဘုဒ္ဓံပစ္စယလို့စသည်အပြင်အဲ့လိုသွားပါတယ်ပစ္စယပြီးသွားတဲ့အခါတော့နည်းနည်းလေးပြောင်းသွားပါတယ်စကားလုံးလေးအဲ့တော့ပစ္စယဝါဒပြီးရင်နောက်တစ်ခုသာဇာတတို့တန်တထတို့ဒီလိုလာပါသေးတယ်ဟေတုပစ္စယအာရမဏိနဝအာရမဏပစ္စယစသည်အပြင်အာဒေဝနာပစ္စယနာဟေတုယစတ္တာတွေအလွန်တာတိပိဋကအရှင်မြတ်တွေဒီပဋ္ဌာန်းကျမ်းကြီးတွေကိုအလွန်ခက်ခဲနေတဲ့ကျမ်းကြီးတွေကိုသူတို့တွေအာကုံဆောင်ထားရတာဓမ္မစရိထိုက်တဲ့သုဒ္ဓဗုဒ္ဓဖရာတွေအလွန်ပဲကြီးညိုစရာကောင်းပါတယ်အခုနေတယဝါဒပါတက်ကြီးညိုစရာကောင်းတယ်
ကြီးဖတ်တာတော့မှားနေကြတဲ့ပုဂ္ဂိုလ်တွေအလွတ်ကျက်ထားတာစဉ်းစားဖို့ဒါကြောင့်မလို့အဘိဓမ္မာအာဂုံရေးဖြေစသည်ရမှာနောက်ပိုင်းကြတဲ့လူတွေများပါတယ်တိပိဋကကပိဋကတဘုံကောင်းပါတယ်ဝီနီးရကြပါတယ်သုတ်တန်ရကြပါတယ်အဘိဓမ္မာရှေ့ပိုင်းရပါတယ်အဘိဓမ္မာနောက်ပိုင်းခတ်သွားပါပြီယမိုက်ပဋ္ဌာန်းတွေပါလာပြီဒါကြောင့်မလို့အဘိဓမ္မာနောက်ပိုင်းအောင်မှတိပိဋကတရဓမ္မဗန္နာဂရိကဖြစ်တာဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံမှာပဲအဲ့ဒီအရှင်မြတ်တွေရှိပါတယ်ဘယ်နိုင်ငံမှာမှမရှိပါဘူးကိုကဘာကကွန်ပျူတာတွေအားကိုးလာတဲ့အခါမှာပို့လို့တော့မှအာဂုံရတဲ့သူတွေနဲလာပါတယ်အဲ့ဒီတိပိဋကအရှင်မြတ်တွေဒီပဋ္ဌာန်းတရားကိုနာကြားရတဲ့ပုဂ္ဂိုလ်တွေပရိယတ်တိဝန်ဆောင်နေသောမထေများတိပိဋကအရှင်မြတ်ငယ်လက်ကြီးဓမ္မစရိယအရှင်မြတ်များဒါတွေအာဂုံဆောင်ရတာဘုန်းကြီးတို့ပထမကြီးတန်းဆိုလို့ရှိရင်ဒီကုသလတိတ်တစ်ခုကိုအာဂုံဆောင်ရပါတယ်ဘုန်းကြီးများတော့ပဋ္ဌာန်းကျမ်း၅ကျမ်းတွေကကုသလတိတ်တစ်ကိုတော့အာဂုံဆောင်မှုခဲ့ပါတယ်၄ကျမ်းတော့ကျန်ခဲ့ပါတယ်အခုနေတယဝါဒပါကုသလံဓမ္မနေသာယကုသလောဓမ္မောပစ္စတိဟိတုပစ္စယခုနကတော့ကုသလံဓမ္မပဋိစ္စကုသလံဓမ္မပစ္စယအခုနေသာယလို့ဆိုပါတယ်ကုသလံဓမ္မနေသာယကုသလောဓမ္မောပစ္စတိဟိတုပစ္စယကုသလံဓမ္မကုသိုလ်တရားကိုနေသာယမေ၍ကုသလောဓမ္မကုသိုလ်တရားသည်ဩပစ္စတိဖြစ်တဲ့ဘာတတ္တိလေဟိတုပစ္စယတတ္တိဒါလိုပါဒီနေ့ပရိကြီးတွေသွင်းတယ်ပရိကြီးတွေရွတ်တယ်ယရဏတုတ်မေတ္တာတုတ်နောက်ပြီးတော့မဟာသမယတုတ်ဓမ္မစကြာအနတ္တလက္ခဏာအဲ့ဒီတရားတွေဆင့်ကနာတဲ့ဥဒ္ဒင်တို့ဒေါ်နုနဲ့ဝင်းတို့သူတို့စီးပွားရေးလုပ်ငန်းတွေပြစ်ထားပြီးတော့ကိုစိန်အောင်တို့ကိုဝင်းစောတို့သူတို့ဒီမှာလာနာနေကြတယ်ကုသိုလ်တရားတွေကိုအမိပြုပြီးကုသိုလ်တရားတွေဖြစ်နေတယ်ဘာတတ္တိတဲ့ဟေတုတတ္တိကုသိုလ်ဖြစ်ဖို့အတွက်အာမောဟကိုပစ္စည်းဥစ္စာတွေကိုလိုချင်မှုစွန့်ထားတဲ့အာလောဘဘုန်းကြီးလာတရားဟောတာကိုမေတ္တာတရားနဲ့ကူညီတဲ့အာဒေါသအဲ့ဒီအာလောဘအာဒေါသအာမောဟဟိတ်တွေကြောင့်ကုသိုလ်ကိုမိကုသိုလ်တရားတွေဖြစ်တယ်လို့ဘုရားဒီလိုဟောပါတယ်ပဋ္ဌာန်းတွေကကိုယ်ရင်နဲ့ဖြစ်နေတာစာရဲဖြစ်တာမဟုတ်ဘူးကုသလံဓမ္မနေသာယကုသလောဓမ္မောပစ္စတိဟေတုပစ္စယကုသလံဧကံခန္ဓာနေသာယတယောခန္ဓာတယောခန္ဒီနေသာယဧကောခန္ဓောအဲ့တော့ဝေဒနာလေးကိုအကြောင်းပြုကုသိုလ်နဲ့ရှင်တဲ့ဝေဒနာကိုအကြောင်းပြုသင်ညာသင်္ခါရဝิญဉ်တွေဖြစ်တယ်သင်ညာကိုမီးဝေဒနာသင်္ခါရဝิญဉ်တွေဖြစ်တယ်နာမ်ခန္ဓာတစ်ပါးကိုနာမ်ခန္ဓာ၃ပါးကမီးနာမ်ခန္ဓာ၃ပါးကိုနာမ်ခန္ဓာတစ်ပါးကမီးနှစ်ပါးကိုနှစ်ပါးကမီးဝေဒနာနဲ့သင်ညာကိုမီး၍သင်္ခါရနဲ့ဝิญဉ်ကဖြစ်ဒွေခန္ဒီနေသာယဒွေခန္ဓာဒါလေးပါပဲသိကောင်းတယ်အဗျာကရံဓမ္မနေသာယအဗျာကတောဓမ္မောဥပ္ပစ္စတိဟိတုပစ္စယအဗျာကရတရားလည်းဒီတိုင်းပဲအဗျာကရတရားကိုမယူအဗျာကရတရားတွေဖြစ်တယ်ဟိတုတတ္တိကြောင့်ဝိပါကဗျာကရံကရိယာဗျာကရံဧကံခန္ဓာနေသာယတယောခန္ဓာစိတ်ဓာသမုဋ္ဌာဏရူပံဟောသူကြတော့အဗျာကရဖြစ်ခြင်းရောစိတ်တစရုပ်တွေပါလာပြီကြည်လင်းနေတာပဲပေးရွတ်တဲ့ဘုန်းကြီးပဋ္ဌာန်းရွတ်တဲ့ဘုန်းကြီးမျက်နှာလေးကလည်းကြည်နားတဲ့သူတွေရုပ်ကလေးကလည်းကြည်နေတယ်အဲ့ဒါပါလေအဲ့ဒီကုသိုလ်စိတ်တွေကစိတ်ဓာသမုဋ္ဌာဏစိတ်လင်ဖြစ်ကြောင်းရှိတဲ့ရုပ်တွေပဲတဲ့တယောခန္ဓာနေသာယဧကောခန္ဓာစိတ်ဓာသမုဋ္ဌာဏရူပံဒွေခန္ဓာနေသာယဒွေခန္ဓာစိတ်ဓာသမုဋ္ဌာဏရူပံပရိသန္တိကနေဝိပါကဗျာကရံဧကံခန္ဓာနေသာယတယောခန္ဓာကရတ္တသရူပံတယောခန္ဓာနေသာယဧကောခန္ဓာကရတ္တသရူပံဒွေခန္ဓာနေသာယဒွေခန္ဓာကရတ္တသရူပံခန္ဓာနေသာယဝတ္ထုအဲ့ဒီခန္ဓာကိုမရဟရယဝတ္ထုလေးဖြစ်တဲ့ဝတ္ထုနေသာယခန္ဓာဧကမဟာဗုဒ္ဓနေသာယတယောမဟာဗုဒ္ဓမဟာဗုဒ္ဓပထဝီကိုမြည်အာဘောတေသောဝါယောတွေဖြစ်တယောမဟာဗုဒ္ဓဧကမဟာဗုဒ္ဓနေသာယတယောမဟာဗုဒ္ဓပထဝီကိုမြည်အာဘောတေသောဝါယောတွေဖြစ်တယ်ပထဝီအာဘောတေသောမြည်ဝါယောဖြစ်တယ်တယောမဟာဗုဒ္ဓနေသာယဧကမဟာဗုဒ္ဓမဟာဗုဒ္ဓဘာကိုမြည်မဟာဗုဒ္ဓ၃ပါးဖြစ်တယ်မဟာဗုဒ္ဓ၃ပါးကိုမြည်မဟာဗုဒ္ဓဘာဖြစ်ပါတယ်တဲ့ဒွေမဟာဗုဒ္ဓပရိဒွေမဟာဗုဒ္ဓနေသာယဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓနှစ်ပါးကိုမြည်၍မဟာဗုဒ္ဓနှစ်ပါးဖြစ်တယ်တဲ့အဲ့ဒီတော့မဟာဗုဒ္ဓနေသာယစိတ်ဓာသမုဋ္ဌာဏရူပံဒါကနေတယဝါဒလို့ဆိုပါတယ်နေတယဆိုတာမှီရဖြစ်တာကုသိုလ်တရားကိုမှီအကုသိုလ်တရားကိုမှီအဲ့လိုမှီရဲ့တရားတွေဒီလိုရှိပါတယ်ဒါကိုနေတယဝါဒလို့ဆိုပါတယ်အဲ့တော့ခုနပရိစ္ဆဝါဒလည်းဘုန်းကြီးတို့ရွတ်ပြခဲ့ပါပြီပရိစ္ဆဝါဒပြီးတော့ပစ္စယဝါဒပြီးတော့နေတယဝါဒအဲ့လိုဝါဒလေးတွေဘုန်းကြီးတို့ရွတ်ပြပါတယ်ဒါရွတ်ခဲကြပါတယ်ပဋ္ဌာန်းကိုသွင်းလို့ရှိရင်ပစ္စယနေတယပဲသွင်းပါတယ်အာကုသလဓမ္မနေသာယအာကုသလဓမ္မောဝိဇ္ဇတိနဟေတုပစ္စယဒါကနလေးထည့်လာတာဝိဇိကိဇာသဂရေဩရိဇာသဂရေခန္ဒီနေသာယဝိဇိကိဇာသဂရောဩရိဇာသဂတောမောဟောနလေးထည့်လာတယ်အာကုသိုလ်တရားကိုမြည်အာကုသိုလ်တရားသည်နဟေတုဟေတုမဟုတ်တဲ့ပစ္စည်းကြောင့်ဖြစ်တယ်အဗျာကရဓမ္မနေသာယအဗျာကတောဓမ္မောဩဝိဇ္ဇတိနဟေတုပစ္စယ
အာဗျာကရတရားတစ်ခုကိုအာဗျာကရတရားတစ်ခုကမှီ၍ဖြစ်ပါတယ်ဒါပေမဲ့ဟေတုပစ္စည်းတော့မဟုတ်ဘူးတဲ့နဟေတုတတ္တိနဲ့ဖြစ်တယ်ဒါနဟေတုတတ္တိလို့ဆိုပါတယ်အဲ့တော့ဒါကကုသိုလ်တရားအဲဒီကုသိုလ်တရားတွေရောနှောပုံကိုတော့တန်တတ္ထလို့ဆိုပါတယ်ခုနပရိစ္ဆာကမှီတယ်ပစ္စယကအကြောင်းပြုတယ်နေတယကမှီတယ်အခုတန်တတ္ထလို့ခေါ်တယ်ရောနှောတယ်ရှင်နာတစ်မျိုးပါပဲတန်တတ္ထဆိုတာအခုဆရာတော်ကောသနာတော့ဓမ္မနဲ့တန်တတ္ထရောနှောကြပါတယ်ရှင်တဲ့သဘောရောနှောတဲ့သဘောပေါင်းသိကြတဲ့နေရာမှာပေါင်းသိတဲ့နှစ်မျိုးရှိပါတယ်ပစ္စည်းဝတ္ထုအနေနဲ့ပေါင်းသိကြအဲ့ဒါကိုပစ္စယတန်ဘောကမိတ်ဆွေလို့ဆိုပါတယ်ဓမ္မတန်ဘောကမိတ်ဆွေကတော့တရားလို့ရင်းနဲ့ယဉ်နေသွားတာမိတ်ဆွေဆရာတော်ကောသနာနဲ့ဥတ္တင်တို့ဒေါ်နုနဲ့ဘုန်းတို့ယဉ်နေခြင်းဒီသူတို့ဆိုင်မှာရေခဲမှုဝယ်လို့ယဉ်နေတာမဟုတ်ပါဘူးထူရေခဲမှုဘုန်းကြီးကြိုက်တော့ကြိုက်တယ်မဝယ်မစားပါဘူးဈေးကြီးလုံးလို့နော်သူတရားလာနာတယ်တရားလာနိုင်တယ်တရားနဲ့ယဉ်နေသွားတာအဲ့ဒါဓမ္မတန်ဘောကမိတ်ဆွေလို့ဆိုပါတယ်ရေခဲမှုဝယ်လို့ရေခဲမှုရောင်းလို့ယဉ်နေကြတာအဲ့ဒါမျိုးကိုတော့ပစ္စယတန်ဘောကရွှေဝယ်ရင်းနဲ့ရွှေဆိုင်နဲ့ယဉ်နေသွားတယ်ပစ္စယတန်ဘောကမိတ်ဆွေလို့ခေါ်ပါတယ်ပစ္စည်းနဲ့ရောတော့တဲ့ပစ္စယတန်တတ္ထမိတ်ဆွေလို့လည်းဆိုပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဓမ္မတွေနဲ့ရှင်ပြီးတော့မှဓမ္မတွေနဲ့ရှင်ပြီးပေါင်းသင်းကြတဲ့မိတ်ဆွေတွေကိုဓမ္မတန်ဘောကမိတ်ဆွေလို့ခေါ်တယ်လို့တန်ဘောကလို့တန်တတ္ထဆိုတာရောနှောတယ်ပေါင်းစည်းတယ်လို့အဓိပ္ပာယ်ရပါတယ်ကုသလဓမ္မတန်တတ္ထောကုသလောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယကုသိုလ်တရားသည်ကုသိုလ်တရားနဲ့ရောလို့ဖြစ်တဲ့ဟိတုပစ္စည်းရမယ်အာဟုသလဓမ္မတန်တတ္ထောအကုသလောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယအာဟုသိုလ်တရားကလည်းအာဟုသိုလ်တရားနဲ့ရောတယ်သူတော်ချင်းချင်းသတင်းလွေလွေတမဏိနတမနောဂောနေနဂောနောတဲ့ဒါပဲအရက်တော့တဲ့ပုဂ္ဂိုလ်နဲ့ပရိသေတဲ့ပုဂ္ဂိုလ်ပဲတွဲရမှာတော့ဥမြရှင်းနေတာပဲဒါတော့နော်သူနည်းနဲ့သူပဲခြေသမားနဲ့ခြေသမားချင်းတွဲရမှာပဲရောက်အလဲတိုင်းပါလဲဟိဟာမင်းကအလဲတိုင်းကနှစ်ကွာဟာနှစ်ကမထိတ်စည်းထွက်မှာသူတို့အာဟုသလံဓမ္မတန်တထောအာဟုသလောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယတန်တတ္ထဖြစ်ပုံဒါပြောတာအဗျာကတံဓမ္မတန်တထောအဗျာကတောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယကုသိုလ်တရားတွေကုသိုလ်တရားချင်းရောနှောကြပါသည်အာဟုသောတရားတွေချင်းယောနောကြပါသည်အဲ့ဒါကိုတန်တ္ထဝါဒလို့ဆိုသည်ကိုဘုန်းကြီးများပရိစ္ဆဝါဒပစ္စယဝါဒနေတယဝါဒတန်တ္ထဝါဒဆိုပြီးတော့ဘုန်းကြီးတို့အဲ့လိုလေးတွေကြားဘူးခဲ့တဲ့အရာလေးတွေကိုယောဂီတို့နားကိုကြားရအောင်ဘုန်းကြီးများဆိုပေးပါတယ်နော်အခုတန်ပယုတ်တဝါဒရှင်းတာပါပဲအဲ့ဒါလေကုသလံဓမ္မသံပယုတ်တော်ကုသလောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယကုသလံဓမ္မကုသိုလ်တရားနဲ့ကုသိုလ်တရားကိုသံပယုတ်တော်ကုသလောဓမ္မောကုသိုလ်တရားတွေကပဲလာရှင်းတယ်အကုသလံဓမ္မသံပယုတ်တော်အကုသလောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအကုသိုလ်တရားကိုအကုသိုလ်တရားတွေကပဲရှင်းတယ်အဗျာကတံဓမ္မသံပယုတ်တော်အဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယဒါကသံပယုတ်တဝါဒဒါလို့ဆိုရင်ဘုန်းကြီးဒီနေ့ပရိစ္ဆဝါဒလေးနဲ့ရွတ်ပြပါတယ်ပစ္စယဝါဒရွတ်ပြပါတယ်သာဟဇာတဝါဒရွတ်ပြပါတယ်နေတယရွတ်ပြပါတယ်သံပယုတ်တဝါဒရွတ်ပြပါတယ်ကုသလံဓမ္မသံပယုတ်တော်ကုသလောဓမ္မောအမှန်တကယ်တော့ပဋ္ဌာန်းတို့လူတွေကြောက်လို့ပါအသိယူလို့ကောင်းတာကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယကုသလံဓမ္မသံပယုတ်တော်ကုသလောဓမ္မောဥပ္ပဇ္ဇတိဟိတုအလွတ်တောင်ရတယ်သိပြီးခတ်တာမဟုတ်ဘူးဒါလူတွေကြောက်တယ်အဘိဓမ္မာဆိုရင်ကြောက်တဲ့ခါကျတော့မရဘူးတကယ်တော့ကြတော့ကုသလံဓမ္မနိဒာယသိမခတ်ဘူးအဲ့ဒါကိုခတ်တယ်ထင်းနေတာကုသလောဓမ္မောကုသလသဓမ္မသာအာရမဏပစ္စေနပစ္စယောလာပြီဗျဒါလေးနဲ့သိအောင်ကုသလောဓမ္မောကုသလသဓမ္မသာအာရမဏပစ္စေနပစ္စယောကုသလောဓမ္မောကုသိုလ်တရားကကုသလသဓမ္မသာကုသိုလ်တရားအားအာရမဏပစ္စေနပစ္စယောအာရမဏတတိဖြင့်ကျေစုပြုပါသည်ကုသိုလ်တွေလုပ်ပြီးကုသိုလ်တွေဆက်ဖြစ်တယ်ဘယ်လိုလဲတဲ့ဒါနံတတဝသီလံသမာရိယေတဝဘောဓရကမ္မံကတဝတံပစ္စောခတိဘုဗ္ဗေတုစိဏနိပစ္စောခတိဇာနာဟောရိတဝဇာနံပစ္စောခတိဟောဒါနကိုထတဝပေးလူပြီးသီလံသီလကိုသမာရိယေတဝဆောက်တည်ပြီး၍ဥဘောဓရကမ္မံဥပုပ်ကံကိုကတဝပြုပြီး၍တန်ထိုးပြုခဲ့တဲ့ကြခိုင်ဝိုင်းမှာနှစ်တိုင်ဝါဆိုသင်္ကန်းကတ်တယ်ကပ်ပြီးတော့ပြန်လာတယ်နောက်နေ့အဲ့ဒီပြန်လာတဲ့ညရဲ့နောက်နေ့တွေရဲ့အဲ့ဒါကိုမစင်ရင်မိတော့ကုသိုလ်ဆက်မဖြစ်ဘူးဖြစ်ဒါပြောတာတော့ပဋ္ဌာန်းလေးများရပြီးရင်လေကုသိုလ်သိကောင်းတာဒါနတွေလုပ်ပြီးသီလတွေစောက်တည်ပြီးဥပုပ်ကံတွေပြုပြီးတန်ပစ္ဆွခတိအဲ့ဒါကိုဆင်ញင်ပါတဲ့ဘုဗ္ဗေသူစိဏနိပစ္ဆွခတိဘုဗ္ဗေရှေ့နှစ်တွေကဝါဆိုသင်္ကန်းတွေကြောင်းလင်းလေလောင်းခဲ့လူခဲ့ပါသည်အဲ့ဒါတွေကိုပစ္ဆွခတိမဆင်ញင်တော့မောဟအဝန္တိအကုသိုလ်ဖြစ်သွားတယ်ဘုဗ္ဗေသူစိဏနိပစ္ဆွခတိတွေရှေ့ကလှုပ်ပြီးသားကုသိုလ်ကောင်းမှုတွေပြန်ဆင်ញင်နေကုသိုလ်အာယုန်တွေနဲ့ကုသိုလ်ပစ္စည်းတွေဖြစ်ပါတယ်တဲ့ပဋ္ဌာန်း
ကုသလောဓမ္မအကုသလတဓမ္မတအာရမဏပစ္စေနပစ္စယောကုသလောဓမ္မကုသိုလ်တရားကအာကုသလတဓမ္မတအကုသိုလ်တရားအာရမဏပစ္စေနအာရမဏပစ္စယတတဲ့ဖြင့်ပစ္စယောဥပကာရကိုကျေစုပြုတယ်ဟောလာပြီဗျဒါ message 1တို့တော့ဟောနေပါပြီဒါနံတတဝသီလံသမာရိယိတဝဥပောဒရကမ္မံကတဝတံအသာရိတိအဘိနန္တိတံအာရပရာဂောဩဝိဇ္ဇတိဒိဋ္ဌိဩဝိဇ္ဇတိဒါနသီလပြုတဲ့သူကျောင်းတကာကျောင်းမယဟန်တကာယဟန်မတွေဒီနေရာကလွတ်ခဲတယ်ကြော်နိုင်ခဲတယ်တတိထားဒါနကိုပြုပြီးသီလကိုစောင့်တည်ပြီးဥပုပ်ကံကိုပြုပြီးတန်ထိုပြုခဲ့တယ်မိမိပြုခဲ့တဲ့ဒါနသီလဥပုပ်တဲ့တွေကိုအသာရိတိတို့လှူနိုင်တယ်ဆိုပြီးตายရတယ်အဘိနန္တိတတ်မဲ့တယ်တံအာရပအဲ့လိုตายရခြင်းတတ်မဲ့ခြင်းကိုအကြောင်းပြုရာဂောဩဝိဇ္ဇတိလောဘတွေဖြစ်တယ်ဒိဋ္ဌိဩဝိဇ္ဇတိဒိဋ္ဌိတွေဖြစ်တယ်ဝိသိကိစ္စတန်တရားတွေဖြစ်တယ်ဩရိစပြန်လွင့်တဲ့ဒေါမနတံဩဝိဇ္ဇတိကောင်းရောဗျာစတုန်းကကုသိုလ်နဲ့စပါတယ်ကုသိုလ်နဲ့ဆုံးတယ်အခုကုသိုလ်နဲ့စတယ်အကုသိုလ်နဲ့ဆုံးပါတယ်ဘုဝေသူစိန်နာနိအသာရတိရှေ့တုန်းကလူရဲ့တန်းငယ်စောက်တည်ခဲ့တာဒီအသာရတိတာရတယ်တဲ့တာရရင်ရာဂဖြစ်တယ်ဒိဋ္ဌိဖြစ်တယ်ဝိသိကိစ္စဖြစ်တယ်ဒေါမနတဖြစ်တယ်ပြန်စဉ်းစားရင်လေအဲ့ဒါတွေပြန်ပြီးတော့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်တဲ့နော်ဒါကြောင့်မလို့ဒါလို့ဆိုရင်အဲ့ဒါမဖြစ်အောင်ဘာလို့မလို့ဆင်ញင်ရမယ်တဲ့အဲ့ဒါမဖြစ်အောင်ဆင်ញင်ရမယ်တဲ့ဟာဘလို့ဆင်ញင်မလို့ဆင်ញင်ရရှိလားရှိတယ်နော်ဆင်ញင်ရမယ်တဲ့ဘလို့ဆင်ញင်အနေစာတောဒုက္ခတောအနတ္တတောဟေတုပစ္စယအာရမဏပစ္စယရိပစ္စယနတမတသာရပစ္စယအညမြနေတယဥပနေတယပစ္စည်းတွေအများကြီးပဲအဲ့ဥပနေတယပစ္စည်းမှာဘုရားရှင်ကဟောပါတယ်တဲ့ဘာလို့ရမလဲဆင်ញင်ရမယ်အဲ့ဒီဒါနတွေလုပ်ပြီးရင်တဲ့ကုသလောဇာတောကုသလောဓမ္မကုသလဇာဓမ္မဇာဗျာရတဓမ္မတာနေတယပစ္စေနပစ္စယကိုဥပနေတယသွားမယ်ဥပနေတယမှာအဲ့ဒါပါတယ်သိကောင်းတာပဲဒါလေးတို့ဒကာဒကမတွေဘုန်းကြီးတို့သတ္တံဥပနေတယဒါနံဒိဋ္ဌိသီလံသမာရိယတိဥပောဒရကမ္မံကရောတိတတ္တာကိုအကြောင်းပြု၍ဒါနကိုပြုတယ်ပုရိမာကုသလဓမ္မပစ္စည်းမနံပစ္စည်းမနံကုသလနဓမ္မနံအဲ့ဒါဖြစ်စေခြင်းလို့နော်ဒါဖြစ်စေခြင်းလို့အဲ့တော့တတ္တတရားကိုအကြောင်းပြုဒါနလုပ်တယ်သီလဆောက်တယ်ဥပုပ်ပြုတယ်အဲ့ဒီလိုပြုတယ်ဆိုလို့ရှိရင်ကောင်းတာပေါ့အဲ့ဒီတတ္တတရားကတတ္တတရားသည်သီလံသီလတရားသည်သုတ္တံစာကောပညာတတ္တယသီလတသုတ္တတဥပနိတယပစ္စည်းနဲ့ပြုမယ်အဲ့လိုမှမဟုတ်ရင်တော့ဒါမှမဟုတ်အဖေကိုဘုန်းကြီးများခဏခဏပြောပါတယ်အာဟုသောလူသက်ပြီးတော့လူရင်ကုသိုလ်ရလားဆိုရပါတယ်ကုသိုလ်တိုင်းသွားပါတယ်ကုသလောဓမ္မအကုသလသဓမ္မတဥပနိတယပစ္စေနပစ္စယောဒါနံတတဝသီလံသမာရိယိတဝရှေ့ကစတဲ့ကုသိုလ်နောက်ကအကုသိုလ်နဲ့ဆုံးတယ်တဲ့ဘာလို့လဲဆိုတော့အဲ့ဒါလေးသွားပြီးအသာရတိตายရလိုက်တာตายရရာဂဖြစ်ပါတယ်တဲ့တတ္တတရားကိုအကြောင်းပြုတတ္တံဥပနိတယမာနံဇပ္ပိရိတောမန်တော်ဝင်းတော့နော်အမလီကျောင်းတိုင်းကိုအလကားသွားတာမဟုတ်လှူရုပ်သွားတာဟောတတ္တကိုအမိပြီးမာနဇပ္ပိတိမာနဖြစ်တဲ့ဒိဋ္ဌိကနာတိဒိဋ္ဌိဖြစ်သွားတယ်တဲ့မကောင်းဘူးနော်အဲ့ဒါဆိုရင်တတ္တတရားကတဲ့ဟောတတ္တတရားသည်ရာဂတာရာဂအာဒေါသတာဒေါသမောဟတာမောဟမာနတာမာနဒိဋ္ဌိယပဋ္ဌနာယတောင်းဆိုပရဏပြုခြင်းတွေအားဥပနိတယပစ္စေနပစ္စယောဆရာတော်ကိုလေဘုန်းကြီးကိုဆက်ပေါ်နေဥစည်းလူလည်းရှင်တပည့်တော်ကပရာတော်ကြီးပြန်ဝင်มาဆိုတော့အဲ့ဒါပဋ္ဌနာတတ္တတရားကပဋ္ဌနာကိုကြီးစုပြတယ်တခါကပြောတယ်မင်းအဲ့လိုမလိုပါဘူးလေတဲ့ကာမရသေးပဲနဲ့အကုသိုလ်ဖြစ်သွားဘုန်းကြီးနဲ့မရအောင်တတ္တတရားကပဋ္ဌနာကိုဒါလှူလိုက်ရင်ဒါဖြစ်မယ်လို့ဒီနေ့တောင်းတာပြီးလှူနေတဲ့ပုံကိုများသည်ကုသလောဓမ္မောအကုသလတဓမ္မတနဲ့ဆုံးတယ်ဆွေမကောင်းစေနော်ဒါလို့ဆိုရင်ကုသိုလ်တရားဆုံးမယ်ကုသိုလ်တရားနဲ့နိဗ္ဗာန်ဆုံးတဲ့နည်းတွေရှိပါတယ်တဲ့အဲ့ဒါပါလဲဆိုတော့အဲ့ဒီဒါနသီလတွေကိုတံပစ္ဆွကတိဆင်ញင်မယ်ဆင်ញင်လို့ရှိရင်ဘယ်လိုဆင်ញင်မလဲအနိစ္စတောဒုက္ခတောအနတ္တတောလို့အဲ့လိုဆင်ញင်ရင်နိဗ္ဗာန်ထိအောင်အကျိုးပေးနိုင်ပါသည်တဲ့ဒါပဋ္ဌာန်းတရားကိုလည်းဘုန်းကြီးတို့ပါဠိတွေရွတ်တဲ့အပြင်မြန်မာလိုလေးလည်းပြောတာဖြစ်ခြင်းကြောင့်ပဋ္ဌာန်းနာယူသူတော်ကောင်းအပေါင်းတို့ကျင့်နေလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ပဋ္ဌာနံသမတ္တနာတတရားရံတိယောဝတဏ္ဏသလန္တိဒါဝရေပြောင်းမစံခြင်းယရဏအိန္ဒ၄ခြင်းမြောက်တတ္တဟသရံသုံးတော်မူခြင်းကာလ၌သန္တဗျာရှင်ကိုရောမြတ်ကြီးသည်ပဋ္ဌာနံအနပကံဤဆုံးပြန်သို့အနပကံဤဆုံးပြန်သည်ကျင့်ပင်လေကမ္မမြင့်ကျဲကျင့်ပင်လည်းမို့နှုတ်နဲ့တို့ညင်မေးသမျှပင်ကျင့်စီမရနိုင်လောက်အောင်ဂံမီရယအထတံဤမှာပရံကျန်တော်ကြီးကိုသမ္မသန္တဂံမီရခက်ခဲကိုညင်ဝစီရလက်ဆွဲပြင်ဖြက်ခွဲဆုံးပြသုံးသက်ဆင်ញံတော်မူခြင်းတရားရန်တိယောကိုရောစိတ်ပိုက်နေရာတိုင်းမှာ
အလင်းလို့ဆိုရောင်ကြီးတော်6သွဲတို့သည်ရန်တိယောကဝတန်သာတရနေလာရှိသမျှအဖုံဖုံလင်းယုံမျိုးစုံတို့ကိုအဝအတဏပိုးရင်မျိုးစုံနေအောင်ဘုံတို့ပုံဝဲခွဲရှစ်စဝဲဟုပြည့်ရဲ့ပြုရာကုန်လျက်ဇလန်ဒီနမထညပြင်းတဲ့ကားဖြင့်သကွာနရံရှက်ပြတ်သန်းလို့အမနံလူလုံးရဲ့မြုပ်ကွန်းစံပေတော်မူကြပါပေကုန်၏ဧဒေနသစ္စာဝဇေနာသုတိတေဟောတုတပ္ပရာဧဒေနသစ္စာဝဇေနာဤကဲ့သို့ပဋ္ဌာန်းတရားဤဂုဏ်တော်ဖုံဖုံကိုအာယုံထား၍ရွတ်ဆိုရသောသစ္စာစကားကြောင့်ပါဏိနံမြလာသောင်းသောတတ္တဝပေါင်းတို့သည်ပါဏိနံဤပဋ္ဌာန်းတရားကိုလိုလားခုံမင်စိတ်ကောင်းရှင်၍နာယုမတ္တကြကုန်သောပုဂ္ဂိုလ်တို့အားသို့ဝတိဘေးရင်ကုန်ကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းဟောတုယနေ့မှစနိဗ္ဗာန်ရသည်ဘဝတိုင်အောင်ချမ်းချမ်းမာမာချမ်းချမ်းသာသာဖြစ်ပါစေတည်း